ဘာလာလို့လဲကျွန်တော်ရှိကို မင်းတို့ကအသက်လာနှုတ်တာကွာ မလုပ်ပါနဲ့ဗျာကျွန်တော်ငယ်ပါသေးတယ်ငယ်ပါသေးတယ် အေးမင်းငယ်ပါသေးရတယ်ကြီးရတယ်လုံးတယ်တို့ကအသက်နှုတ်ပါပဲငါသင်မင်းကွာ တင်မင်းသာပြောတယ်လူတွေကိုအသက်နှုတ်တဲ့ရုပ်နဲ့ အေးဟုတ်တယ်ငါလည်းဘယ်လိုလုပ်လဲဟာရောက်သင်မင်းပါဆိုမှအသက်နှုတ်မှာဘောကွာ အော်မတော့လေဆိုင်ဟိုကျွန်တော်အသက်မနှုတ်နဲ့နော် မနှုတ်လို့မရဘူးမင်းနာမည်ကထိတ်ဆုံးမှဖြစ်နေတယ်ငါမနှုတ်ချင်လဲနှုတ်ရမှာပဲကွာ ကျွန်တော်နာမည်ထိတ်ဆုံးကကျွန်တော်တစ်ချက်လောက်ပြပါဗျာ ငါကြည့်မင်းနာမည်အပေါ်ဆုံးမှာပဲ ဟာတကယ်ထိတ်ဆုံးပါပဲကွာဘာလို့လဲအော်ကိုတင်နေကျွန်တော်လေနောက်ဆုံးအနေနဲ့လေအသက်မနှုတ်ခင်လေးလေကျွန်တော်နောက်ဆုံးဆန္ဒလေးပြည့်စည်ပုတ်လာလို့ ပြောကြည့်လိုက်ရင်နဲ့ပေါ့သွားတာပေါ့ အဲ့ဆိုဒီလိုလုပ်ဗျာ ဒီလိုလားအော်ကျွန်တော်လုပ်လို့လိုက်လို့ခိုင်းတာမဟုတ်ဘူးစကားပြောဖို့အစချင်နေတာကိုတင်မင်းရဲ့ မသိဘူးလေကွာဘာပြောဖို့လဲပြော ကျွန်တော်နောက်ဆုံးအနေနဲ့ကိုတင်မင်းကိုအဲဝတ်ချင်တယ်ဗျာအဲ့တော့ကျွန်တော်တို့လူပြီးအကောင်းဆုံးကော်ဖီကိုတင်မင်းကိုဖြော်တိုက်ချင်တယ်ဗျာ ကော်ဖီအေးပြီးတော့ကွာဒါပေမဲ့မင်းမြန်တော့လုံတော့ငါအချင်းသိမ့်မရဘူး ။စိတ်ကကျွန်တော်အပြန်တော့ပြောလိုက်မှာခဏလေး။ကိုတင်မင်းကော်ဖီရ။ ဟာကိုတင်မင်းနိုးလာပြီလား အေးနိုးပြီမင်းတိုက်တဲ့ကော်ဖီအရန်ကောင်းတယ်ကွာငါတစ်ခေါက်မှအဲ့လိုမျိုးမတောက်ဘူးငါလူစီးစံကိုလည်းငါအပြည့်အဝခံစားလိုက်ရတယ်ငါမျိုးအရန်ကျေးဇူးတင်တယ်ကွာ အာရပါတယ်ကိုတင်မင်းကလည်းဟာကိုတင်မင်းနောက်ကျနေပြီနော်ကိုတင်မင်းအသက်နှုတ်မဲ့စင်းနေအပေါ်ဆုံးကလူအသက်နှုတ်လိုက်တော့ဗျာ အေးငါစဉ်းစားနေတာကွာ ဒီစဉ်းစားနေတော့ကိုတင်မင်းကနှုတ်လိုက်စမ်းမှာအမြန်နှုတ်လိုက်တော့ အေးနှုတ်မယ်ဒါပေမဲ့မင်းကငါအရန်ကျေးဇူးတင်လို့အပေါ်ဆုံးကငါစမလုပ်တော့ဘူးအောက်ဆုံးကလူအသက်အရင်စနှုတ်တော့ကွာ